သူအိမ်အောင်ကြတာ9 နှစ်တောင်ရှိပြီဒါပေမဲ့ထူးဆန်းတာကအိမ်အောင်သက်9 နှစ်လုံးသူ့ယောက်ျားကသူ့မိခန်းထဲကိုဘယ်တော့မှပေးမဝင်ဘူးသူ့ယောက်ျားကအဲ့ဒီအခန်းထဲကထွက်လာတိုင်းလဲအယမ်းကိုနှုံးချိနေတယ်လို့ပဲမိမဖြစ်သူကအနာကပ်ဖို့စူးစမ်းတိုင်းလဲစူတာငေါက်တာတည်းမကဘူးဒီနားကိုလုံးဝမလာနဲ့ဆိုပြီးပြက်ပြက်တသားကိုတားထားတာတနေ့ကျတော့သူကရောက်ခမအတွက်ထမင်းသွားပို့ရင်းနဲ့ပကံလုံးမှာနှက်ခမ်းနေရလေးတစ်ခုသွားတွေ့မိရောအဲ့မှာသူစတွေးပြီးအသက်60ကျော်ဖွားကြီးတယောက်ကဘာလို့နှက်ခမ်းနေဆိုးထားတာလဲဆိုပြီးပေါ့အဲ့ဒါနဲ့ချောင်းကြည့်လိုက်တော့အခန်းထဲမှာမိမငယ်လေးတယောက်ရဲ့အရေးကိုမြင်လိုက်ရတာဒါတွေမကသေးဘူးနော်သူ့ယောက်ျားရဲ့လယ်ပင်းမှာလည်းအနမ်းရာတွေတွေးလိုက်ရတော့သူတော်တော်လေးဒေါသထွက်သွားတယ်ဒါပေမဲ့သူ့ယောက်ျားကရှင်းပြရမယ့်အစားသူ့ကိုတွန်းလဲပြီးထွက်သွားတာဒါပေမဲ့ကံကောင်းချင်တော့အဲ့ဒီအခန်းတော့ကမြေကြီးပေါ်ပြုတ်ကျကြံခဲ့တယ်ညဘက်ကျတော့ပြတင်းပေါက်ကနေခိုးကြည့်လိုက်တဲ့အခါသူ့ယောက်ျားကအဲ့ဒီမိန်းမငယ်လေးနဲ့အရန်ကိုရင်းရင်းနှီးနှီးဖြစ်နေတာကိုမြင်လိုက်ရပြန်ရောဒါနဲ့သူလည်းဒီလောက်တောင်ဖြစ်နေကြတာငါပဲထွက်သွားတော့မယ်ဆိုပြီးအထုပ်ပိုးတွေပြင်ပြီးထွက်ဖို့လုပ်တော့သူ့ယောက်ျားကလာတာတယ်အထဲကလူကငါအမေအစ်စ်ပါလို့ပြောပေမဲ့ဘသူကယုံမှလဲအဲ့ဒီအချိန်မှာပဲအိမ်ကြီးချင်းတွေကတခိုးဝင်နေပြီဆိုပြီးရောက်လာကြရောရွာသားတွေပါဝိုင်းလာကြတာသူ့ယောက်ျားကတော့အခန်းဝမှာပိတ်ရက်ပြီးဘသူ့ကိုမှအဝင်မခံဘူးနောက်ဆုံးမိမဖြစ်သူကခုနကရထားတဲ့တော့နဲ့အခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာအထဲမှာသူလုံးဝထင်မထားတဲ့အရာတစ်ခုကိုတွေးလိုက်ရပါတော့တယ်